အားလုံးပဲမင်္ဂလာပါကျွန်တော်မြတ်ဆက်ကြာဒေါက်တာစောပါလက်ခတ်ပေးတဲ့အကြံပေးနဲ့အခါပေးတနတ်ပြတာချင်းလုပ်ငန်းတွေကိုလည်းလှုပ်ဆောင်ပါတယ်ဒီကနေ့ကျွန်တော်ရဲ့ဗေဒမိတ်ဆွေတွေကိုကျွန်တော်လက်ဆောင်လေးတစ်ခုပေးချင်တာကတော့ကိုယ့်ရဲ့ရင်ထဲမှာရှိနေတဲ့အကြံစီတွေအမြန်ဆုံးအထမြောက်အောင်မြင်စေဖို့ရာအတွက်အကြံအောင်စေသောရရနီးလေးဖြစ်ပါတယ်အဲ့တော့ဒီအကြံအောင်စေသောရရနီးဆိုတဲ့နေရာမှာအကြီးတော့မရဘူးပေါ့ဗျာကိုလုံနေတဲ့အလုံးနဲ့တင့်တော်တဲ့အကြံစီတစ်ခုဆိုရင်တော့အမြန်ဆုံးအောင်မြင်ပါလိမ့်မယ်ကိုလုံနေတဲ့အလုံးနဲ့ကိုကမှန်းထားတာကြီးကလည်းဟိုမှာသိန်းတောင်းတဲ့သိန်းနဲ့ရှိအဲ့လိုမျိုးဆိုရင်မမြင်ရတဲ့ပုံစံမျိုးဆိုရင်မရဘူးလို့ဆိုလိုချင်တာပါเนาะတင့်တော်တဲ့အကြံစီလေးဆိုလို့ရှိရင်အမြန်ဆုံးဖြစ်မြောက်အောင်မြင်ပါလိမ့်မယ်အဲ့တော့ဘာလို့ရမလဲဆိုရင်မိမိရဲ့မွေးနေ့တိုင်းမှာတဲ့မိမိအိမ်ကဖះမှာမြတ်စွာဘုရားထားမှာတင်မောသီးစက်ကတ်လှူဒန်းရမှာဖြစ်ပါတယ်တင်မောသီးကိုအခွန်နွားရမယ်ခွန်နွားပြီးတဲ့အခါကျလို့ရှိရင်အမြောင်းလိုက်ပေါ့နော်အရှည်လေးတွေလှီးရမယ်ပေါ့နော်အရှည်လိုက်လှီးရမယ်အရှည်လိုက်လှီးရှစ်စိတ်လှီးရမယ်ရှစ်စိတ်လှီးပြီးပကံထဲမှာထည့်ပြီးတော့မြတ်စွာဘုရားကိုဟလာစက်ကတ်လှူဒန်းရမှာဖြစ်ပါတယ်ပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကြက်ရှာရှစ်ခုလှူဒန်းရမှာဖြစ်ပါတယ်ကြက်ရှာဆိုတာဘာလဲဆိုရင်ဒုတ်ချောင်းလေးနဲ့ဒီထိတ်နားလေးမှာအလံလိုအချွန်အဖြူလေးနော်ကြက်ရှာအဖြူလေးပေါ့နော်အချွန်လေးပေါ့နော်အဲ့ဒီကြက်ရှာရှစ်ခုကိုလူတန်းရမှာဖြစ်ပါတယ်ဘယ်ချိန်လုပ်ရမလဲဆိုရင်မနက်မိမိရဲ့မွေးနေ့မနက်10နာရီတိတိမှာစက်ကတ်လူတန်းပြီးတော့လိုရာဆုတောင်းပါမိမိနဲ့သက်ဆိုင်တဲ့မြဲမမြဲပုံကိုယ်တွေမိမိကိုစောင့်ရှောက်နေကြတဲ့ပုံကိုယ်တွေကိုလည်းမေတ္တာပို့ပေးခြင်းအမြတ်တမ်းပေးဝေပေးခြင်းမျိုးတွေပြုလုပ်ပေးပါဒါမျိုးဆောင်ရွက်ခြင်းအပြင်เนาะမိမိရဲ့အကြံစီတွေအားလုံးအောင်မြင်စေပါတယ်လို့ကျွန်တော်ရဲ့ဗေဒမိတ်ဆွေတွေကိုမျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးပဲလိုရာဆန္ဒတွေပြည့်စုံကြပါစေကောင်းကျိုးမင်္ဂလာတွေပြည့်စုံကြပါစေလို့မေတ္တာပို့သပေးပါတယ်